Hi, hello Minglava. You know, goodie. To the Camry, come me the now to tail light, the now me, in body look at Harry, the to me the or the me any or the online my way higher now to dealership ga retail parts near ma to away the Harry or Janon, pure Tome, the nice in Jadom Z. Z ဒီဟာကအဓိကဒီဟာကတော့သူB ကဟာပေါ့သူ B သူဖွင့်တဲ့ဟာတော့မဟုတ်ဒီB ဘက်ကဟာပဲအဓိကဒီဟာကဒီမီဒီအတွက်ပဲဒီဟာကတော့ဒီဟာကသူက signal မီဒီကိုကျွန်တော်ဒီမီဒီရဲ့ဈေးနှုန်းကိုကျွန်တော်online ဝယ်တဲ့ဟာရောအပြင်ကဝယ်တဲ့ဟာရောသူ OEM original equipment manufacturer အဲ့ဒီဟာဝယ်တဲ့ဟာဈေးနဲ့ aftermarket ပေါ့ aftermarket ကတော့သူတို့ပစ္စည်းထုတ်တဲ့လူကထုတ်တယ်ဒါပေမဲ့ဟို multiple post ပေါ့ဥပမာမျိုးသုံးလို့ရတယ်အဲ့လိုမျိုးပုံစံနဲ့အဲ့ဒီဈေးတွေကတစ်မျိုးအဲ့ဒါကျွန်တော်ပြောသွားမယ်အခုဒီဟာတော့ဝယ်ထားတယ်သူ signal အတွက်ဝယ်ထားတယ်ဒီ signal media အတွက်ဒီဟာ signal အတွက်နောက်ဒီမှာဒီဟာကတော့သူကဒီဟာကတော့ break me ဒီဟာက break me break နေတဲ့ချိန်လင်းနော်ဒီဟာကတော့ဒီဟာကသူ OEM သူဘာလဲဟိုနောက်ဆုံးတဲ့ချိန်သူ reverse ဒီလိုလောက်တဲ့ချိန်လင်းတဲ့ဟာပဲဒီမှာကျွန်တော်ဒီမှာဖြုတ်တာလက်နာလို့လေဒီမှာဟိုဘယ်ရပါလဲဒီဟာတော့ LED တော့ဘောဘာလဲဟို light emitted diode အဲ့လိုမျိုးပေါ့ light emitted diode LED ရဲ့အရှိက light emitted diode သူက diode ကဟိုမီတီတော့မဟုတ်သူကမီအလင်းပေးတဲ့အဲ့ဒီ diode လိုမျိုးပေါ့အဲ့လိုမျိုး LED မီဒီဟာကျွန်တော်ခုနဒါဟုတ်ကျွန်တော်ဒီမီတီဈေးကိုကျွန်တော်နိုင်စပြသွားမယ်ဒီဟာ signal မီအတွက်အမဒီဟာကဒီမှာတော့ Wagner လို့ရေးထား Wagner ကရုရှားကြည်တပ်နာမည်နဲ့တူတယ် Wagner ရုရှားကြည်တပ်နာမည်နဲ့တူတယ်သူက multiple post ပဲအဓိကဒီဟာတကယ်လို့သူ့ရဲ့socket ဟိုနေရာလိုမျိုးတူရင်တော့သူကသုံးလို့ရတယ်ဘယ်နေရာမှာဆိုသုံးလို့ရတယ်ဒါပေမဲ့ तू ကအဲ့ဒါအတွက် तू ကဒီဟာ aftermarket ပေါ့ဝယ်ပြီးကိုလိုချင်တဲ့နေရာမှာသုံးလို့ရတယ်သူတခုအတွက်တီးတန့်အဲ့လိုမျိုးမဟုတ်ဘူးဒါပေမဲ့အဲ့ဒါအတွက် तू က၄ချက်လောက်ပဲပေးရတယ် तू က၄ချက်လောက်ပဲပေးရတယ်နောက်ဒီတကယ်လို့ဒီ Toyota သူ့ရဲ့ dealership ပေါ့ဒီကားရောင်းတဲ့ company မှာသူ့ရဲ့ dealership ကဟို retail part ဆိုတဲ့နေရာမှာအဲ့လိုမျိုးတွားဝယ်မယ်ဆိုတော့မာဒီအဲ့ဒီကားနာမည်အဲ့ဒီခုနှစ်အဲ့ဒီ model အတွက်အဲ့ဒီမီတီဘယ်နေရာမီတီပေါ့အဲ့လိုမျိုးဝယ်မယ်ဆိုတော့ तू ကတိတိကျကျပေါ့ OEM ကအခုနဒီ original equipment manufacturer အဲ့လိုမျိုးပေါ့ तू ကဟိုထုတ်တဲ့လူကအဲ့တီးတန့်နေရာမှာတုံးဖို့အတွက်အဲ့လိုမျိုးတတ်လောက်ထားတဲ့ဟာဆိုတော့ तू ကဈေးကြီးပြန်တယ်အခုနဒီဟာ तू က multiple pose လို့သုံးလို့ရတယ်သူကအရွယ်စားရောသူ M သူမီအားသုံးတဲ့ဟာတွေရောတူပေမဲ့ तू ကဒီဟာ multiple pose ဘယ်ကဟို तू ကတနေရာမှာသုံးလို့ရတယ်ဒါပေမဲ့အဲ့ဒါဈေးနည်းတယ်ဒီဟာက OEM သူပစ္စည်းထုတ်တဲ့လူကဘယ်နေရာအတွက်ဆိုပြီးတိကျလုပ်ထားတဲ့နေရာအဲ့ဒီဟာအတွက်ပျော်ထားတဲ့အတွက် तू ကဈေးကသူကဒီမှာအခုကကျွန်တော်ဒီမှာ eBay မှာကြီးတဲ့ဟာဒီ eBay မှာကြီးတဲ့ဟာ तू က6ချက်နဲ့99ဆိုတော့တကယ်လို့မာလို့ရှိရင်မာတာတော့တကယ် order လုပ်ရင်တော့တစ်ခါလီတော့ तू က free shipping တွေရှိတယ်တခါလဲ free delivery အဲ့ဒါတော့ရှိတယ်ဒါပေမဲ့ तू က699ဆိုရင်တော့999ကမှတို့ tax နဲ့ဘာလဲဆိုတော့ဟို30 17အဲ့လိုမျိုးလောက်တော့ရှိသွားမှာ
17အဲ့လိုမျိုးအဲ့ဒါကြောင့်ဒီပစ္စည်းတွေက OEM ဆိုတော့သူကဈေးကသူကတိတိကျကျသူတို့သုံးမဲ့နေရာသူလှုပ်ထားတဲ့အတွက်ဈေးကပူကြီးတယ်ဒီက aftermarket ကအခုနာ multiple purpose ကိုဝယ်ပြီးသုံးချင်တဲ့နေရာမှာသုံးလို့ရတယ်ဥပမာတိတိကျကျနေရာသူကမပြောထားပြီးမဲ့သူကဟိုကြိုက်တဲ့နေရာမှာလည်းသုံးလို့ရတယ်အဲ့လိုမျိုးပေါ့ aftermarket အရင်တော့ကတော့ aftermarket ဆိုတာကျွန်တော် second hand တင်တယ် second hand မဟုတ်ဘူးသူသူကထုတ်တဲ့လူကထုတ်တဲ့ဒါမဲ့ဟိုတစ်စင်းတော့ဝယ်ကျင်တဲ့လူကဝယ်အဲ့လိုမျိုးပေါ့သူတာကြီးတတ်မှတ်ထားတဲ့အားတော့မရှိဘူးအဲ့ဒါ aftermarket ဒါ OEM သူကနေရာတိတိကျကျသုံးမဲ့နေရာအဲ့ဒါလောက်ထားတယ်အဲ့ဒါသူတို့ပြောထားတယ်အဲဒီဟာ၄ချက်လောက်ပဲရှိတယ်ဒီမီဒီနော်ဒီမီဒီဒါမဲ့ဒီဟာကသူဟိုdealership ကသူretail part မှာတွားဝင်73ချက်လောက်ပြည့်17ချက်အဲ့လိုမျိုးပေါ့10လောက်ရှိဆိုတော့17ချက်လောက်ရှိသွားတယ်အဲ့ဒါပဲကွာတယ်ဒါကတော့ LED တရားဟုတ်ပြီ